Hi baby တကယ်လို့ကိုက affirmation ကိုစာချက်နေတယ်လို့မျိုး I love myself the more I respect myself and take care of myself just like that ဒီလိုမျိုးတွေယူနေမယ်ဆိုရင်တော့ရလိုက်တော့တကယ်အသုံးဝင်မဲ့ affirmation ယူနည်းကိုပြောပြပေးမယ်အဲ့ဒါကဘာလဲဆို I believe I know or I already know that I'm grateful that တကယ်လို့ကိုယူမဲ့ affirmation ကပေါ့နော်I can buy myself anything I want, so I believe in myself. I can buy myself anything I want. I know that I can buy myself anything I want. I'm grateful that I can buy myself anything I want. အဲ့လိုဖြစ်ရမယ်ပေါ့နော်ဆိုတော့ပထမဆုံးကတော့ believe ကတော့ကိုယုံကြည်မှုကိုလိုချင်တဲ့အရာကိုရရှိဖို့ကိုယုံကြည်ရဆိုတာမျိုး confident သဘောမျိုးပဲပေါ့နော်လိုချင်တာရဖို့ကိုယုံကြည်တယ်ငါလိုချင်တဲ့ဟာငါကိုယ်တိုင်လုပ်နိုင်တယ်ဖြစ်နိုင်တယ်ဆိုတာကိုယုံကြည်တယ်ဆိုတဲ့သဘောမျိုးနောက်တစ်ခုကကျတော့ no ကကျတော့ငါသိတယ်ငါလိုချင်တဲ့အရာငါဘဝထဲမှာဖြစ်လာနေပြီငါဘဝထဲမှာဖြစ်လာတော့မယ်ဆိုတာကိုငါသိတယ်ဆိုတဲ့မျိုးနောက်တစ်ခုကကျတော့ grateful ကကျတော့ကျေးဇူးတင်တာပေါ့နော်ကိုလိုချင်တဲ့အရာကိုဘဝထဲမှာဖြစ်တည်လာနေပြီမို့ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ကြိုပြီးတော့ gratitude ပေးတဲ့အနေနဲ့အသုံးပြုတာပါဒါကြောင့်မို့စာဆိုနေသလိုအဲ့လိုမျိုး affirmation တွေရွတ်နေတာ on နေတာထပ်ဆိုင်တော့ဒီလိုမျိုးခံစားချက်အပြည့်နဲ့ပျော်ရွှင်မှုအပြည့်နဲ့ဆိုတဲ့ affirmation ကပို့ပြီးတော့ထိရောက်ပါတယ်ပေါ့နော်ဒါဆိုရင်ဒီချောင်းလောက်တူဆိုကြည့်ကြမယ်new form ပေါ့ I believe in myself I can buy myself my desired new phone I know that I can buy myself my desired new phone I'm grateful that now I get my desired new phone thank you universe and I love itဆိုတော့ affirmation ကိုယူနေတဲ့အချိန်မှာလေကိုဖြစ်ချင်တဲ့အရာကိုလိုချင်တဲ့အရာရနေပြီဆိုတော့ခံစားချက်မျိုးတွေစိတ်လှုပ်ရှားမှုရင်ခုန်မှုမျိုးတွေရှိရမယ်ပေါ့နော်ဒါလည်းလေ visualization လို့ပဲပေါ့နော် visualization တော့မဟုတ်ဘူးသူကတော့ခံစားချက်ကိုပဲယူတာပေါ့နော်ဒီပုံရိပ်ရောင်ကိုပုံဖော်တာမျိုးတော့မဟုတ်ဘူးခံစားချက်ကိုယူတာဆိုတော့ visualization လောက်တော့အရင်အလုံးမဖြစ်ပေမဲ့ visualization လုပ်ဖို့အတွက်အချိန်မရတဲ့လူစိတ်မဆူစည်းနိုင်တဲ့လူခက်ခဲနေတဲ့လူတွေဆိုရင်ဒီနည်းလမ်းလေးကိုလုပ်လို့ရပါတယ်ပေါ့နော်တကယ်လို့အချိန်ရမယ်ဆိုရင် meditation နဲ့အတူ affirmation လုပ်လို့ရတဲ့နည်းလေးလည်းပြောပြပေးမယ်ပေါ့နော်ဒါကတော့နည်းလမ်းတစ်ခုပေါ့နော်ဒါတော့စီးသုံးပြတဲ့နည်းပေါ့နော်တော်တော်လေးလည်းအဆင်ပြေလို့ပြန်ပြီးတော့ပြောပြပေးတာပါကျေးဇူးတင်ပါတယ်